အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါ2026 World Cup 9ရက်မြောက်နေ့ပွဲစဉ်၄ပွဲရှိရအောင်ကျွန်တော်တို့ရွေးချယ်သုံးသပ်ကြရအောင်အဆုံးပွဲကတော့ပေါ်တူဂီနဲ့ဒီယာကွန်ဂိုပွဲပေါ့ဒီပွဲမှာပေါ်တူဂီကလက်ရှိချိန်မှာ Body J 2+90 ပွေးထားပြီးတော့ကိုပေါင်း J 3+60 ဆိုပြီးဖွင့်လှစ်ပေးထားပါတယ်ဒီ World Cup မှာပေါ်တူဂီရဲ့လူစင်က squad တက်ဖြစ်ပြီးတော့တောင်းတင်းမှုရှိပြီးတော့ရှေ့လေနောက်ကောင်းတာကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒီယာကွန်ဂိုကိုလည်း short term ထားတင်ဘူးနော်ဒီယာကွန်ဂိုကလည်းရှေ့မှာလုပ်ပြထားတာရှိတယ်ဒီယာကွန်ဂိုဆိုတဲ့အသင်းကမာကျောကျစ်လက်တယ်ဒီပွဲမှာဒီယာကွန်ဂိုအနေနဲ့ခံစစ်ကိုဦးစားပေးဖို့သူတို့ရွေးချယ်လာမှာအဲ့အတွက်ကြောင့်ကျွန်တော်ဒီညဒီပွဲကိုသွင်းကိုတွေနဲမယ်လို့ယူဆတယ်ဒီက၄ပွဲလုံးဂိုးပေါ်ထားတဲ့အတွက်ဒီနေ့အစောပိုင်းတစ်ပွဲမှာအောက်တစ်ကွက်တော့ကျွန်တော်တို့မျှော်လို့ရတယ်ကျွန်တော်ကတော့ဒီပွဲကိုဂိုးအောက်ကိုပို့မျှော်တယ်ထိုးသားအနေနဲ့မနေ့ကလီယိုနယ်မက်ဆီက hat-trick သွင်းပြီးတော့လုပ်ပြထားတဲ့အတွက်ဒီနေ့ခရစ္စတီယာနို ရိုနယ်ဒိုလည်းဘာလုပ်ပြမလဲဆိုတော့စိတ်ဝင်စားပြီးတော့ဒီပွဲကနည်းနည်း high တယ်ပေါ့နော် high တဲ့ပွဲတွေဆိုရင်ဘူကီကလွတ်ပေးလိမ့်မရှိဘူးပေါ့အဲ့တော့ကျွန်တော်ဒီညဒီပွဲကိုကျွန်တော်အောက်နှစ်ကွက်ကျွန်တော်ယူလိုက်မယ်ဘာဖြစ်ကျွန်တော်အရှုံးမရှိဘူးပေါ့ကျွန်တော်ဒီညအိုက်ပွဲကိုဒီယာကွန်ဂို body နဲ့ဒီယာကွန်ဂိုဂိုးအောက်ကိုကျွန်တော်တွဲယူပါမယ်ကျွန်တော်ဒီညဒီပွဲကိုဦးစားပေးနေတယ်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ကျွန်တော် body မှာဆိုရင်ဒီယာကွန်ဂို body ကိုကြိုက်တယ်ပေါ်တူဂီ9အောင်တစ်လုံးလောက်ပဲလို့ကျွန်တော်ကတော့ယူဆရတဲ့အတွက်ဒီယာကွန်ဂိုနဲ့ဂိုးအောက်ကိုကျွန်တော်ဒီမှာတွဲယူပါမယ်နောက်တစ်ပွဲကတော့ဂါနာနဲ့ပနာမာပေါ့နော်လက်ရှိချိန်မှာတော့ဂါနာက body J level 30ရှုံးပေးထားပြီးတော့ဂိုးပေါင်းကြီးကတော့နှလုံး20ရှုံးဆိုပြီးတော့ဖွင့်လှစ်ပေးထားရောနော်ဂါနာအနေနဲ့ level 30ရှုံးပေးတယ်ဆိုတော့ world ranking ကဒီနှစ်သင်းကတော်တော်ကွာတယ်ဒါပေမဲ့အခုကမ္ဘာဖလားဒီ48သင်းမှာတော့ဒီနှစ်သင်းရဲ့ ranking ကဂါနာကမြင့်တယ်ဒီ J ကလှန်ကြီးလို့လည်းပြောလို့ရတယ် world ranking နဲ့ကြည့်မယ်ဆိုရင်ဒါပေမဲ့ကမ္ဘာဖလား ranking ရကြည့်မယ်ဆိုရင်ဒါလှန်ကြီးမဟုတ်ဘူးဒီမှာလူစင်းသွားကြည့်ရင်ဂါနာတိုက်စစ်ကလူတွေကိုကျွန်တော်တော်တော်ကြိုက်တယ်ပေါ့ကျွန်တော်တို့မစိမ့်တဲ့ကစားသမားတွေအများကြီးပဲဂျော်ဒန်အာယူတို့မန်စီးဒီယာစီမန်ညိုတို့ဒီတိုက်စစ်ပေါ့နော်ဒီဘာအိုကအင်နာဂီဝီလီယန်တို့အဲအကြောင်းဒီညကြေးတန်းကလည်းမှန်တယ်ကစားသမားလူစင်းရလည်းနည်းနည်းလေးမိုက်နေတဲ့ဂါနာကိုကျွန်တော်တော့ကြိုက်တယ်ဂိုးပေါင်းကတော့ဒီပွဲရှောင်လိုက်မယ်နှလုံး20ရှုံးဆိုတော့1-1နဲ့လည်းပြီးသွားရင်ဂိုးအောက်ကကိုလိုကန့်လိုက်ဖြစ်နေပေါ့နော် body နေလိုက်ရင်တော့မှဒါပြား20လောက်ပဲရှုံးတယ်ဆိုမစိုးသေးဘူးလုံးဝဂါနာတော့မရှုံးနိုင်ဘူးတည်ရင်နဲ့အနိုင်ပဲအဲ့အတွက်ကြောင့်ကျွန်တော်ဒီညဒီပွဲကိုတော့ဂါနာ body ပဲကျွန်တော်ယူလိုက်ပါမယ်နောက်တစ်ပွဲကတော့ဆရာကြီးအင်္ဂလန်ပေါ့နာမည်ကြီးထမင်းကန်ပေါ့ဒီနေ့မှလည်းအင်္ဂလန်အနေနဲ့ခရိုအေးရှားကို body J တစ်လုံး90စာပေးထားပြီးတော့ကိုပေါင်းကြီးနှလုံး60ရှုံးလို့ဖွင့်ပေးထားတယ်ပေါ့နော်အင်္ဂလန်ရဲ့ကြီးကမြင်ချင်းအင်္ဂလန် body နေရဲလားဆိုရင်မနေရဲဘူးပေါ့လူစင်းကတော့အင်္ဂလန်နေရဲလားဆိုတော့နေရဲတာပေါ့အင်္ဂလန်မှာဆရာကြီးတွေကြီးပဲဒါပေမဲ့ခရိုအေးရှားကိုလည်းသွားရှုပ်လို့မရဘူးတဘာကြီးတွေရှိရထိန်းဆော့လို့ရတယ်ပွဲကိုဒီပွဲလည်းအဲ့လိုပဲဆရာကြီးတွေထိန်းဆော့ရမယ်လို့ကျွန်တော်ထင်တာပေါ့နော်ဒီအင်္ဂလန်ကိုသူတို့တွန်းလိုက်လည်းပြန်ဆော့မှာမဟုတ်ဘူးသူတို့နေထားနဲ့အဲ့ကြောင့်မို့ကျွန်တော်အင်္ဂလန် body ယူဆိုရင်လည်းမယူရဲဘူးခရိုအေးရှား body ယူဆိုရင်မယူရဲဘူးဒီပွဲမှာကျွန်တော်ကထိန်းဆော့ရမယ်ထင်တဲ့အတွက်ကျွန်တော်ကဒီညကိုပေါင်းအောက်ကိုကြိုက်တယ်ဒီပွဲဒီပြတူချယ်အနေနဲ့ကလည်းတိတ်ပြီးရဲတင်းတဲ့နီးပြမဟုတ်ဘူးပေါ့နော်အဲ့ကြောင့်မို့ဒီညကျွန်တော်ကတော့ကိုပေါင်းအောက်အကြောင်းကြိုက်တယ်ဒီအင်္ဂလန်ပွဲမှာတော့ထရီထူးတော့အများကြီးမကြိုက်ဘူးကျွန်တော်အင်္ဂလန်လူစင်းကြိုက်လားဆိုတော့လူစင်းတော့ကြိုက်တယ်အင်္ဂလန်အသင်းကိုကြိုက်လားမသိတော့အင်္ဂလန်အသင်းတော့ကျွန်တော်မကြိုက်အဲ့တော့ကျွန်တော်ဒီပွဲကိုတော့ကျွန်တော်ကိုပေါင်းအောက်ပဲယူလိုက်ပါမယ်အင်္ဂလန်ကိုအောက်ပါကျွန်တော် YouTube channel ကအသစ်ဖွင့်ထားတာမို့လို့ကျွန်တော် subscribe လုပ်ခဲ့ပါအောင်ညီကိုတွေခုနောက်ဆုံးပွဲကတော့ဒီဥဘကစ္စတန်နဲ့ကိုလံဘီယာပွဲပေါ့ဒီပွဲမှာကိုလံဘီယာတစ်လုံး60ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးကနှလုံး90ရှုံးလို့ပေးထားတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်က D5 တုန်းကဟာကိုကျွန်တော်ပြန်ယူပြီးတော့ဒီပွဲကိုကျွန်တော်ရွေးချယ်မယ်ပေါ့ဘာလဲဆိုတော့ D5 တုန်းက Saudi Arabia နဲ့ဥရုဂွေတွေ့ခဲ့တဲ့ပွဲပေါ့အဲ့ပွဲမှာကျွန်တော်ဥရုဂွေကိုအပိုင်တွက်ထားတာဘာလို့ဆိုအာရှအသင်းတွေကကြေးအောင်တာများနေပြီတောင်အမေရိကအသင်းတွေကကြေးမအောင်သေးဘူးအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဥရုဂွေအပိုင်ဆိုပြီးတွက်လိုက်တာဥရုဂွေလည်းကြေးထက်ကြပါတောင်အမေရိကအသင်းဆိုတော့ညအာဂျင်တီးနားအသင်းပဲကြေးအောင်သေးရဗျာအာရှအသင်းဆိုလည်းတိတ်ပြီးကြေးမကြဘူးအီရန်ကြေးကြတယ်မနေ့ကအီရတ်ကြေးကြတယ်ဒါပဲအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီညအာရှအသင်းနေနဲ့တောင်အမေရိကအသင်းကို upset မလုပ်နိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုလံဘီယာ body ကြိုက်တယ်ဇာသမားစုဖွဲ့မှုရလဲကိုလံဘီယာကမိုက်တယ်အဲ့ကြောင့်ကျွန်တော်ဒီညတော့ကိုလံဘီယာ body ပဲယူလိုက်မယ်ဗျာဒီပွဲကျွန်တော်ကိုလံဘီယာ body ဒီညတော်တော်ကြိုက်တယ်ဒါတွေကကျွန်တော်အတွေးအမြင်နေနဲ့ကြိုက်တာမို့လို့ညီကိုတွေအကြိုက်တူမှပဲယူပါအားလုံးပဲကွက်လက်ပါနောက်နေ့မှပြန်တွေ့ပါ